မရသေးပါဘူးဒါပေမဲ့လေဒီမြန်မာနိုင်ငံမှာဒီ PayPal account တွေကနိုင်ငံခြားငွေကိုကမ္ဘောဇပေး Wave တို့နဲ့မြန်မာကျပ်ငွေပြန်လဲပေးတဲ့ဒီ service ပေးနေတဲ့ကိုယ်စားလှယ်တွေရှိပါတယ်။အဲ့ဆိုလို့ရှိရင်တော့ကိုကလက်ခံမဲ့သူရဲ့ဒီ PayPal account ဖွင့်ထားတဲ့ account နာမည်ဒါမှမဟုတ်လို့ရှိရင် account ဖွင့်ထားတဲ့ email ဒါမှမဟုတ်လို့ရှိရင် PayPal account ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုသိုံနေတင်ငွေလွှဲလို့ရပါတယ်။ပြီးတော့လိုမျိုးပဲဖုန်းနံပါတ်ရှိအောင်နဲ့ငွေလွှဲလို့ရပါတယ်။အဲ့တော့ကျွန်တော်မှလောလောဆယ်ငွေမရှိသေးလို့ပေါ့နော်ငွေရှိလို့ငွေလဲကျင်တယ်ဆိုလို့ရှိရင်ဆက်နောင်းလေးကိုနှိပ်လိုက်တဲ့အခါမှာဒီလိုမျိုးကို contact တွေကလူတွေကိုပို့ရင်ပို့လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လွှဲကျင်တဲ့သူရဲ့PayPal account ဖွင့်ထားတဲ့သူရဲ့နာမည်သူရဲ့ user name ဒါမှမဟုတ်ရှင်သူဖွင့်ထားတဲ့ email အဲ့ဒီဟာတွေကိုညက်ရှာပြီးတော့ငွေလဲလို့ရအဲ့လိုမျိုးပဲဒီကမ္ဘောဇပေးကိုကမ္ဘောဇဘဏ်အကောင့် mobile banking account နဲ့ချိတ်ပြီးသုံးလို့ရလို့မျိုးပဲသူစီမှာလည်းဒီဘဏ်အကောင့်Visa Pay ကိုလွှဲမှာဖြစ်တဲ့အတွက်ဒီနေရာကိုတစ်ချက်ထပ်ပြီးတော့နှိပ်လိုက်မယ်မြန်မာဆိုပြီးတော့ရိုက်ချလိုက်ပါမယ်ဒီမြန်မာနိုင်ငံကိုရွေးလိုက်မယ်စက်ကိုရွေးလိုက်ပြီးတော့ဘဏ်အကောင့်လွှဲမှာလားဘဏ်မှာလူကိုယ်တိုင်သွားပြီး